ရားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အသက်ရှင်တော်မူသောဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ကဲပဲကျွန်တော်ဒီမှာပတ်သက်သမားတရားတော်ကိုဝေမျှရမယ်လို့ကျွန်တော်ညွှန်လင့်ထားပါဘူးပြီးရဲ့အခါမှာကျွန်တော်ဖတ်သေးဆရာလည်းခေါ်လို့ချင်းခံရတာတိတ်ကြတယ်ကျွန်တော်အဲ့မှာ associate pastor ဖြစ်ပါတယ်ဒီပတ်မှာchurch မှာနေမယ်လို့ပြောတဲ့အခါမှာဆရာကြီးကကျွန်တော်တို့ MBC future ဆိုပြီးတော့ရင်ဒီပြောသွားတဲ့အချိန်မှာခောက်တော့ကျွန်တော်ကိုပြောဦးတယ်လောက်ပတ်သမားတရားတော်ဝေမျှပါလို့ပြောတဲ့အခါမှာကျွန်တော်လည်းအင်းလို့ပြောခဲ့ဘူးပါတယ်ဆရာပါပေါ့နော်ဖုန်းဆက်လာတဲ့အခါမှာကျွန်တော်မငင်းတော့ဘူးကျွန်တော်ဒီပတ်လာမယ်လို့ပြောတဲ့အခါမှာဒီကင်းစင်ပေးတဲ့ရရှင်ကျေးဇူးတော်ကိုတကယ်ချီးမွမ်းတယ်ပြီးတဲ့အခါမှာတကယ်ဖွင့်ရပေးတယ်ပေါ့နော်ဖတ်တဲ့ဆရာတိတ်ခါရဆရာကြီးဒေါက်တာဆမ်မန်ပေါင်ခိုင်းဒီအခါမှာကျွန်တော်တွဲဘက်တင်းဆရာပေါင်နဲ့အခုတော့ဆောင်ရတင်းတော်ကောင်စီကိုလည်းဒီပဲကျေးဇူးတင်ရှိရဲ့ကြောင်းပြောလိုပါတယ်ပြီးတဲ့အခါမှာကျွန်တော်ဒီမိသားစုပေါ်လာဖို့အတွက်ရှိပါတယ်ကျွန်တော်မျိုးသမီးခေါ်လာမယ်ကျွန်တော်သမီးက music major နဲ့ကြောင်းပြီးပါတယ်သူသချင်းဆိုခိုင်းမယ်သူ classical music ဖြစ်တဲ့အခါမှာသချင်းဆိုခိုင်းမယ်ပြီးတဲ့အခါမှာကျွန်တော်ညီလေးခေါ်လာမယ်လို့ကျွန်တော်တို့စိတ်ထဲမှာကျွန်တော်ကြံစည်ရှိရဲ့3-4ရက်လောက်ကြိုပြီးပြင်ဆင်နေမဲ့လေကျွန်တော်တို့ကညီငယ်ဆုံးကလည်းပေါ်ကလည်းဒီရှမ်းပြည်မှာဒီလွတ်တော်ဆောက်ပဲစီစဉ်တဲ့တက်သွားတယ်ကျွန်တော်ညီကိုမျိုးကတော့ဒီမှာဖေနဲ့တူကြံခဲ့ရမယ်လို့ပြောတကယ်တမ်းမျိုးသမီးခေါ်လာမယ်လို့ပြောပြန်တော့လေမျိုးသမီးကအမေကအိမ်မှာလာပြီးတော့ခောက်ဆွဲကြော်ခိုင်းတယ်ဖောက်ဘူးနဲ့လုပ်ရင်ငါလားယောဂတွေပဲဖြစ်တဲ့အခါမှာအိမ်မှာလုပ်တဲ့ဥစ္စာပဲစားရင်ဆိုတာမျိုးသမီးကဒီနေ့ခောက်ဆွဲကြော်နေရတယ်ကျွန်တော်ဒီနေ့တယောက်တည်းလာရတဲ့အတွက်ကြောင့်တကယ်ပဲဆရာကြီးကိုလည်းတောင်းပန်တယ်တင်းတော်ကိုလည်းတောင်းပန်ပါတယ်နောက်တစ်ခါလာမယ်ဆိုရှင်မိသားစုနဲ့စုံစစ်စစ်ဒီဆရာချင်းဆိုတဲ့အခါမှာဂီတာ TV ဆိုတဲ့အခါမှာကျွန်တော်လည်းအဲ့ဂီတာ TV ရောတချင်းမိသားစုနဲ့ဆိုခြင်းနဲ့ကျွန်တော်လည်းအာမင်ကျွန်တော်လည်းဆရာကြီးဒေါက်တာဆမ်ပေါင်ခိုင်းစတွေ့တဲ့အချိန်ကတော့ကျွန်တော်အဲ့ဒီချင်း10ပါပေါ့နော်အဲ့ဒီမှာဒီကျွန်တော် show ဖွဲ့ကိုကျွန်တော် contacting လုပ်ရင်းနဲ့ဆရာကြီးနဲ့ကျွန်တော်စတွေ့တာကျွန်တော်မှတ်မိပါတယ်နောက်တစ်ခါလာတဲ့အခါမှာတချင်းကျွန်တော်ဆိုရမယ်ဂီတာယူလာခဲ့မယ်ကျွန်တော်မိသားစုတွေနဲ့ဒီတကယ်ပဲဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းမယ်လို့ကျွန်တော်ဂရုပေးပါတယ်တကယ်ပဲကျေးဇူးတင်တယ်အာမင်အာမင်နောက်ပတ်သမားတရားကိုခဏဆက်ကတောင်းရအောင်ယေရှုခရစ်တော်ဘုရားကိုရောကျေးဇူးတင်တယ်ကိုရောနောက်ပတ်သမားတရားတော်ကိုလေ့လာဆင်ခြင်အောင်မိတဲ့အခါမှာကိုရောတန်ရှင်းသောဝိညာဉ်တော်လမ်းပြပြီးကျွန်တော်တို့ရဲ့အသက်တာများကိုအုပ်စိုးပြီးနောက်ပတ်သမားတရားတော်ဒီနှလုံးသားထဲမှာအမြင့်ပေါက်ခြင်းအပင်ပေါက်ခြင်းအတီးတီးခြင်းနဲ့တူကျဲပြည့်အောင်ချုပ်ကိုပေးပါမယ်ကြောင်းအသက်ရှင်တော်မူသောယေရှုခရစ်တော်ဖခင်ရဲ့နာမတော်မြတ်ကိုမြည်ပြီးတော့ဆုတောင်းဆက်ကပ်ပါဘုရားရှင်ဖျားကျွန်တော်ဒီနေ့ပြင်ဆင်လာတဲ့နှုတ်ပတ်သမားတရားတော်ကလူစားတိခန္ဓာတော်နှုတ်ပတ်တော်ဖြစ်ပါတယ်အဲ့ဒါကတော့ English လိုကတော့ the word became flesh ဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်အပိုင်းနှစ်ပိုင်းကိုယူဆောင်လာပါတယ်နှုတ်ပတ်တော်နဲ့ဇာတိခံခြင်းလူဇာတိခံခြင်းဖြစ်ပါတယ်ပထမပိုင်းအနေနဲ့နှုတ်ပတ်တော် the word ဆိုတဲ့ဥစ္စာကိုကျွန်တော်ဝေမျှပါမယ်ဒီရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1အငယ်14မှာတော့နှုတ်ပတ်တော်သည်လူစားတိဖြစ်ခံ၍ကျေးဇူးတော်နှင့်၎င်းသစ္စာတော်နှင့်၎င်းပြည့်စုံတဲ့ငါတို့ပင်ဒီနေ့တော်သည်ဖြစ်၍ခမည်းတော်၌တပါးသောသားတော်၏ဘုံကဲ့သို့သူ၏ဘုံကိုငါတို့သည်မြင်ကြရသည်ဒီမှာနှုတ်ပတ်တော်လို့ဆိုတဲ့အခါမှာယေရှုခရစ်တော်ကိုဆိုလိုခြင်းဖြစ်ပါတယ်နှုတ်ပတ်တော်လို့ဆိုတဲ့အခါမှာကျွန်တော်တို့ကဘာနဲ့စမလဲလို့ကျွန်တော်စဉ်းစားကြည့်တဲ့အခါမှာဘာနဲ့
We Melo Sinajica, no bato, Blue Tatarema, Tashin Le, no bato, Jonoria, Telema, Blue, look the Lelo, Jono, sit down there, the Majasa go singing there, I'll meet a Kama, check the Chepibare, Namaka check out, Chi wanting to buy exhortation, doxology to buy. Yeshu Kudogo, Chi Miao Jin, Yeshu Kudogo, Chi Muajin, no but Madia Kid. Yeshu Kudogo, Chi Muajin, Yeshu Kudogo, Chi Miao Jin, no but the Madia Kid. Amen. Amen. Yeshu Kudogo, Chi Miao Jin, Chi Muajin, no but the Madia Kid. You need general praise and worship so that give it down. You need to get Chiwanda, a Tenoka Chiwanda, Gagone, Longere, the Longa Yaza last wishing, Jordan Chin, a tin of Yaga, a good Shiva, Torom Yanya, Nichin Tinorima, Chiwan, Bukwe Jinga, General Lumia, Daga, Cho, General Javi, Tinorima, Ida Divia, the Chin Sulu, the Miale, Tinorim, she, Nichin, Muba. Bongzam, Populo, Yobi Mele, Dine, Lumia Chin, Dine. The Garrett and Lomalica, Chimoya Jin, Balloonine, Chimoya, Jiha, Dumere Jarema, a Tenorema, Dine, Shini, the Esses of Piakama, the Garrett, Piashin, Jislogo, Chimami. I didn't tell Puraga, Dine, exhortation. Doxology ma, Chinya Jin, Chimanjima, Namatica, Janoga, Wonkan Jingo, Bibare, Yoma, I need to say, and a Kogan in Setema, Wonkan Jin, Yeshu Kudogo, getting my shintine, no Quia Wonkanekama, getting Jingo Yare, Yeshu Kudogo, sing alone, Yumjia Kama, Shama Chingo Yare, General. The Patama Jasa in Wallet Chinga, General Java, Palestine, who really got in the law, got in the Lula, Osa today, General Yeshu Kudoma, somewhat Tama Chinga, Chin Archita Yari Mele, law, who really thought to the Yari Mele, a good Chima, Tama Chinga, Yeshu Kudogo, Wonkanjin, Yeshu Kudogo, Senola, Yumjin, Yade, Sugosa, Chimonjin, the new Chipa, Chimoni Pipa, Dinipian Sena Chimes Lucian, a thing of Rima. Yet, Ugaha, the Lupi the land of Yorakama, had they Inamita Suria, Ugama, the Lupi not why a general boy at Shintaha, but do Lelo, Yode Kama, Machine in Yadi, General Nema, little body, a thing of Rima, Netinorima, Power Mare, Netinorima, Tino Api Power in it, Peter Kama, General. Atino Makwaya Sunidare, Poman Tenidare, Yeshu Kudogo, Yabida, Tataya Shitakia, but do pit the Lelo, made like that, Kama, I may go ha, a Blodium, I may go pit like you, near a Shitaking up to pit the a Tataya Shitaking with the pit the Genoya, Tatago, Ochoni that you pit the Enamitago, Ochoni that pit the you need a short thing of Ochoni that we pit the a short Jansa Jungle, Ochoni that we pit the Media Chima, Arno, the Gawai. Dine, Yeshu Kudogo, Shitaking Kid, Wonkan Jinha, Iniga, Namatic, Genoria, the Genoria Chimojin, Genotibai. Genotima, Dr. Tanjana, Jonathan and Jinta, Gigi, my general to Little Jare, General second principal forum, Joe the Suido, General the Patama, General Lujare, Anima, Boko Duga, Pinyata Duga, the Babylon Exhibition, Roman Catholic Bar, Dulare, Labioye, Finance and Patabio, General, the General Finance and Patabio, you got General, a lecture billion. You got your General Swinny and Dr. Swinny, in a Babylon Exhibition. General Roman Catholic, General Metadale child, Damage another Davales, just on that. Yeshu General. I hate denomination. I love Jesus. Yes, General Gigo, General Boy,
ကျွန်တော်နယ်သာလန်ကနေနေပြောတယ်သူကျွန်တော်နဲ့မျက်နှာချင်းဆိုင်ကျွန်တော်နယ်သာလန်ကနေနေပြောကျွန်တော် PhD ပြီးရတယ်အဲ့ဒါနဲ့ကျွန်တော် MBA မြန်မာပြည်မှာအစအဆုံးစတယ်သူပြောတယ်ဒီစစချင်း I hate denomination I love Jesus လို့ပြောရတယ်သူစတယ်ကျွန်တော်သူ့ကိုပြန်တွေ့တယ်။ဘာပြန်တွေ့လဲဆိုရှင်သတင်းစာမှာမြန်မာဒီရန်ကုန်မြို့တော်ဝန်လောလောဆယ်သူဖြစ်နေရန်ကုန်မြို့တော်ဝန်သူလောလောဆယ်သူ့ကိုရွေးကောက်တာတော်တော်မောင်ဆိုးဆိုတာကျွန်တော်ယေရှုခရစ်တော်ကိုကယ်တင်ပါရှင်ဖြစ်တကယ်ပဲအထဲထဲမှာနှလုံးသားထဲမှာယုံကြည်ပြီးယုံကြည်ရခြင်းဟာဒါဟာ accepting ဟာဒါဟာဘာလဲဆိုလို့ရှိရင်ဒါဟာကျွန်တော်တို့ရဲ့ချီးမွမ်းခြင်းဖြစ်တယ်။နံပါတ်1ကဘာလဲဆိုလို့ရှိရင် confessing ဝန်ချတောင်းပန်တယ်။ဒီယောမခန်းကြီး7ငယ်20နဲ့7မှာဘာပြောထားလဲဆိုရင်လူတွေဟာလမ်းလဲကြတယ်အားလုံးကအပြစ်သားဖြစ်တယ်ဆိုတာပြောတာကျွန်တော်တို့ကခါလေအသက်တာထဲမှာ self righteousness လို့ခေါ်တယ်ကိုသိပြီးတော့အထင်ကြီးတဲ့စိတ်ပြီးတဲ့အခါမှာကိုကျွန်တော်တို့ဖြောင့်မတ်တယ်လို့ဆိုတဲ့စိတ်ဟာအဲ့ဒါကြောင့်ကျွန်တော်တို့မှာအများကြီးဝန်ချတောင်းပန်ဖို့အတွက်ဖြစ်တယ်ကျွန်တော်ကဒါအတွေ့အကြုံလေးနဲ့ပဲကျွန်တော်ပြောပါမယ်ကျွန်တော်တို့အင်းစိန်မှာဒီအဖွဲ့တစ်ဖွဲ့ရှိပါတယ်ကိုရီးယားအဖွဲ့တစ်ဖွဲ့ကျွန်တော်တို့ကိုခေါ်ပြီးထမင်းကျွေးပါတယ်ဆရာအောင်စောမဆုံးသေးပါဘူးထမင်းကျွေးပြီးတော့ကျွန်တော်တို့ကိုဗာပြောတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့လူဟာအချင်းအပြည့်ကယ်တင်ခြင်းမရဘူးပဲမှန်ပါတယ်ဂျေစုတော်အပြည့်ကယ်တင်ခြင်းရပါတယ်ဒါပေမဲ့အချင်းအပြည့်ကယ်တင်ခြင်းမရဘူးလို့ဆိုပေမဲ့လည်းကျွန်တော်တို့မှာက do set အပြည့်ဆို actual sin ဆိုတဲ့ဥစ္စာရှိနေတဲ့ဘုရားကိုကျွန်တော်တို့ကဝန်ချတောင်းပန်ဖို့လိုတယ်အဲ့ဒီအဖွဲ့ကကျွန်တော်ပြောခရစ်တော်ယေရှုခရစ်ကိုယုံကြည်သွားရင်အားလုံးလွတ်မြောက်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်ဝန်ချတောင်းပန်ဖို့မလိုဘူးလို့ကျွန်တော်ပြောပါတယ်အဲ့ဒီတော့ဆရာလို့ကျွန်တော်တို့မှာအပြစ်တစ်ခုရှိပါတယ် evangelical point of view အကြည့်မယ်ဆိုရှင် original sin ဇာတိပဂိအဖြစ်နဲ့ actual sins ဒုစရိုက်ဖြစ်ရှိတာယေရှုခရစ်တော်ကကျွန်တော်တို့ကို actual sins မှာ original sin မှာလွတ်မြောက်ခွင့်ပေးပေမဲ့ကျွန်တော်တို့ရဲ့တကယ်ဒုစရိုက်ဖြစ်တဲ့တော့ကျွန်တော်နေ့စဉ်ဝန်ချတောင်းပန်ရခြင်းဖြစ်ဒီနေ့ကျွန်တော် confessing ကျွန်တော်တို့မှာပြစ်လုခဲ့တဲ့အပြင်များကိုကျွန်တော်ဝန်ချတောင်းပန်ခြင်းပြန်လဲပြီးကျွန်တော်တို့ရဲ့အပြစ်သားဘဝကိုသိခြင်းကဟာဝရဘုရားကိုချီးမွမ်းခြင်းဖြစ်ပါတယ်နောက်တစ်ခုကဒီချီးမွမ်းခြင်းမှာနှိမ့်ချခြင်းဖြစ်ပါတယ် humbleness အရင်ရေးကြည့်ပါတယ်ကျွန်တော်တို့ရဲ့ဓမ္မပညာရှင် Saint Augustine ကပြောတယ်ဆိုလို့ရှိရင်အာဒံကြဆုံးရခြင်းဟာနားထောင် disobedience ကြောင့်ကြဆုံးတာမဟုတ်ဘူးအာဒံကြဆုံးရခြင်းဟာဒီအလွန် pride မာနကြောင့်ကြဆုံးရခြင်းဖြစ်တယ်သူပြောတယ်ဆိုလို့ရှိရင်အာဒံကြဆုံးရခြင်းဟာအလွန်ကြီးတဲ့ဘုရားတည်ခြင်းတဲ့ hubris လို့ခေါ်တဲ့ high pride ကြောင့်ကြဆုံးရခြင်းဖြစ်တယ်လို့ပြောပါတယ်ကျွန်တော်ဖိလိပ္ပိဩဝါဒစာအခန်းကြီး2ငယ်6နဲ့8မှာကျွန်တော်ပြောထားတယ်ဆိုလို့ရှိရင်ယေရှုခရစ်တော်ဟာအစစ်ဘုရားပုံသဏ္ဍာန်ရှိပေမဲ့လည်းအစေကျုံခံတဲ့လူရဲ့ပုံသဏ္ဍာန်ကိုယူပြီးတော့ဒီဘာလို့လဲဆိုရင်လူအောက်မှာနေတဲ့အခါမှာဘုရားအဖြစ်အားလုံးရဲ့အထက်ကထက်တွေကြီးမြောက်ခြင်းကိုခံရတယ်လို့ဒီနေ့ကျွန်တော်တို့ကျမ်းစာထဲမှာကျွန်တော်တွေ့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ကြီးမြောက်ခြင်းမှာယုံကြည်ခြင်းကျွန်တော်တို့ရေးကြည့်ပါတယ်အိဗက်ဩဝါဒစာခန်းကြီး2ငယ်8ကနေ9မှာယုံကြည်ခြင်းဆိုတာကျွန်တော်ယေရှုတော်ကိုယုံကြည်ခြင်းဖြစ်ပါတယ်ယုံကြည်ခြင်းအားဖြင့်ယေရှုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရတယ် by grace through faith we are justified we are saved ဘာလဲဆိုရှင်ယုံကြည်ခြင်းကြောင့်မဟုတ်ဘူးယုံကြည်ခြင်းအားဖြင့်ယေရှုတော်ကြောင့်ကျွန်တော်ဓမ္မပညာရှင်ပေါ်တင်လက်ကပြောတယ်ယုံကြည်ခြင်းကြောင့်ဆိုရှင်ကိုယ့်ရဲ့ self righteousness ရှိတယ်ယုံကြည်ခြင်းgrace by grace ဘုရားရဲ့ကျွန်တော်ဘာမှမလုပ်နိုင်တဲ့အထဲကနေပြီးတော့ဘုရားကကျွန်တော်ကယ်နှုတ်ခြင်းရဲ့ဂျေစုတော်ကိုလက်ခံခြင်းကျွန်တော်ဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့အပြုတ်ဝင်ချတောင်းပန်ခြင်းဖြစ်ပါတယ်ဒါကဘာလဲဆိုရှင်ယေရှုခရစ်သင်ပေးထားတဲ့တမန်ကျမ်းစာဖြစ်တဲ့ forgive us our debts as we also have forgiven our debtors ကျွန်တော်တို့ရဲ့အပြစ်များကိုလွတ်တော်မူပါကျွန်တော်တို့ဟာသူများရဲ့အပြစ်များကိုလွတ်တော်ကျွန်တော်တို့ရဲ့အပြစ်များကိုလွတ်တော်မူပါဒီနေ့ကျွန်တော်တို့ကအပြစ်လွတ်ဖို့တောင်းပန်တိုင်းမှာသူနဲ့ချီနှောင်ထားခြင်းများကိုကျွန်တော်တို့ကဘာလဲဆိုရှင်ဖြည့်လွတ်ဖို့အတွက်ကျွန်တော်တို့လိုအပ်ပါတယ်အဲ့လိုမျိုးဝန်ခံခြင်းဝန်ချခြင်းနှိမ့်ချခြင်းယုံကြည်ခြင်းအပြစ်လို့ရတောင်းပန်ခြင်းတွေမှာကိုတော့ကိုချစ်ပြီးတော့ချီးမွမ်းလို့တဲ့စိတ်ကိုတော့ချစ်ပြီးတော့စက္ကအနံလို့တဲ့စိတ်ကိုစိတ်ဝိညာဉ်သုံးပါးစလုံးနဲ့စက္ကအနံလို့တဲ့စိတ်ကကျွန်တော်စီမှာပေါ်လာကျွန်တော်ခါလေး praise and worship သမားတွေဒီ church မှာတော့ဆိုင်နဲ့နေရတဲ့အခါမှာကျွန်တော်ပြဿနာရှိ
ကျွန်တော် praise and worship မှာတော်တော်များများကျွန်တော်တွေ့ပြီ။ဘာလဲဆိုကျွန်တော်အသင်းတော်မှာပဲစနေနေ့နဲ့တနင်္ဂနွေနေ့တော့ဘုရားရှိခိုးတယ်။ချီးမွမ်းတယ် hallelujah praise the Lord ။နောက်9ရက်မှာကဘီယာဆိုင်လေးမှာထိုင်ဟိုသွားပြီးတော့သွားကြတယ်။ကျွန်တော်ကျိုင်းတုံက praise and worship drum ပြီးတဲ့ကောင်လေးနဲ့တွေ့တယ်။ discipleship တင်တာမှာပြောတယ်လဲဆိုရှင်ဆရာရဲ့ praise and worship ပြီးရတယ်ကျွန်တော်တို့ကလက်ဖက်ဆိုင်ပြန်ပြရလက်ဖက်ဆိုင်ဘီယာဆိုင်ကိုကျွန်တော်တို့တန်းပြီးပြီးတာပဲအဲ့ခွက်တွေကိုခေါ်ပြီးခရစ်တော်ကိုရခရစ်တော်ကိုဝန်ချတောင်းမှလာအထဲနဲ့လုံးသားတယ်ကျွန်တော် praise and worship ခွက်တွေကိုကျွန်တော်တက်ပြီးဆူတောင်းတဲ့အခါမှာဘာတွေ့တယ်လဲဆိုရှင်တဖြည်းဖြည်းအရက်ပြတ်လာနံပါတ်1ကနံပါတ်2ကစလိတ်ပြတ်လာတယ်နံပါတ်3ကကွန်ပြတ်လာတယ်ကျွန်တော်သားသမီးဒီပြတ်လာကျွန်တော်မိသားစုမှာလည်းကျွန်တော်ကြုံရတယ်ချီးမွမ်းနေပေမဲ့မလွတ်မြောက်တဲ့အသက်တာခရစ်တော်ဖျားကျွန်တော်ပြောပြတယ်ကျမ်းစာကြောင်းမှာဖျားအလုံးလုံနေပေမဲ့ဖျားပြောင်းနေတဲ့အသက်တာဖျားလို့ပြောမှအထင်မှာဖျားမရှိတဲ့အသက်တာဒီအသက်တာလည်းတော့ကျွန်တော်တို့ကချီးမွမ်းခြင်းကျွန်တော်ပြုလို့ရဘာပဲဖြစ်ဖြစ်ခက်ခဲကြုံတဲ့အခါမှာမနေ့ကကျွန်တော်တို့တယောက်လာတယ်ကျွန်တော်စကားပြောနေကြတဲ့အခါမှာအသင်းတော်မှာတယောက်လာပြီးတော့ကင်ဆာဖြစ်တယ်တဲ့ဆရာတော်ဆုတောင်းပေးပါတဲ့ကျွန်တော်ဆုတောင်းပြီးကျွန်တော်မိသားစုကိုခေါ်တယ်ဘယ်လိုမှအဲ့တဲ့ရှိလို့မလားအားမနာနဲ့ဒါပိတ်ပြီးကျွန်တော်အားလုံးတူတူကလက်တွဲပြီးတော့သူမလွတ်မြောက်ခင်သူ့ကိုလွတ်မြောက်ခြင်းကိုဘုရားရှင်စီကမတောင်းဘူးမိသားစုနဲ့လွတ်မြောက်ရခြင်းကိုကျွန်တော်ပြောလုံးဝထိုင်မှာမထိုင်မှာနဲ့ကျွန်တော်တူတူကလက်တွဲပြီးဆုတောင်းတာဆိုလွတ်မြောက်ခြင်းကျွန်တော်နောက်ကျွန်တော်ပြောပြခြင်းကျွန်တော်တခါမိသားစုထဲမှာအယံနာခြင်းဖြစ်တယ်ကျွန်တော်အမျိုးသမီးကဒီတော်တော်ဒုက္ခရောက်တယ်ဒီကိုယ်ဆုံးတဲ့အခါမှာတော်တော်ကိုအိမ်နိုင်စားတယ်3လလောက်3-4လလောက်အနည်းဒီပါလောက်ပြီးတဲ့အခါမှာကျွန်တော်ကိုယ်လိုက်လည်းကြောက်ကနာအယံနာတယ်ကျွန်တော်တို့ထင်တယ်ဒီတစ်ခေါက်တော့ကျွန်တော်တို့သွားပြီးလာမသိဘူးတားစုလွတ်မြောက်ရခြင်းခွင့်ယေရှုခရစ်တော်ဟာကျွန်တော်ဘာမှန်းနေတယ်ကျွန်တော်ဘာလုပ်ခဲ့မိတယ်ဘာကဘုရားနဲ့ကျွန်တော်တို့အဆက်အသွယ်ပြတ်ခဲ့တယ်လဲဆိုလို့ဆိုတာလက်တွဲထားပြီးတော့ဒီမိသားစုနဲ့ကျွန်တော်မျိုးသမီးနဲ့ကျွန်တော်လောက်အောင်ထိုင်စွတ်တောင်းတယ်နားထောင်တယ်တက်ခွေတွေကလာတဲ့ဇာဒေးဗစ်လာလို့ပဲဖြစ်ဖြစ်ဆာတိုလို့ပဲဖြစ်ဖြစ်ပါလေဖြစ်ရှိတဲ့ညအားလုံးဒီတရားဟောချက်အားလုံးကိုကျွန်တော်နားထောင်တယ် meditate ကျွန်တော်ပြန်လို့စွတ်တောင်းတဲ့အခါမှာကျွန်တော်ဒီနေ့ဒီလွတ်မြောက်ခြင်းခင်ဗျာဒီနေ့အသက်တာရှင်နေခြင်းကျွန်တော်တရားရဲ့အသက်တာရှင်နေခြင်းမိသားစုရဲ့အသက်တာရှင်နေခြင်းဂျေဇုတော်တက်ကြောင့်ဖြစ်တယ်ဆိုတော့ကျွန်တော်အာမခံဟာလေလုယာအာမင်ဒီနေ့ဘာပြောတမန်တော်ရှင်ဘောလေးပြောတယ်သင်ရဲ့ဂျေငါရဲ့ your grace is sufficient for me ဘုရားရှင်ဂျေဇုတော်ငါရဲ့အသက်တာမှာလုံလောက်လို့ရှိဒီအသက်တာမှာလုံလောက်ဖို့ချီးမွမ်းတဲ့အထဲကချီးမွမ်းခြင်းခရစ်တော်ယေရှုကအထဲကတန်ရှင်သောဝိညာဉ်တော်ကအလင်းလောက်ချီးရခြင်းဒီနေ့ချီးမွမ်းရခြင်းကိုကျွန်တော်တို့ရမယ်ဆိုတာအာမင်ကျွန်တော်မှာဘာကြောင့်ချီးမွမ်းရတယ်ဆိုတဲ့အကြောင်းရင်းကလည်းကျွန်တော်စီမှာ reason ရှိပါတယ်အဲ့ reason ကဘာလဲဆိုရှင်နှုတ်ကပတ်သမာတရားတော်ကိုဘာကြောင့်ချီးမွမ်းရတယ်ဆိုတဲ့အကြောင်းရင်းကိုကျွန်တော်ပြောမယ်ဆိုရှင်ဒီနည်းနည်းဓမ္မတွေးခေါ်ရပြောမယ်ဆိုနှုတ်ကပတ်သမာတရားတော်ဒီ wisdom ဉာဏ်ပညာဖြစ်တယ်လို့ကျွန်တော်ချီးမွမ်းဉာဏ်ပညာကိုကျွန်တော်တန်ဖိုးထားကြတယ်ဒီခေတ်ဟာ knowledge society ဖြစ်တယ်ဒီခေတ်ဟာဉာဏ်ပညာမရှိရင်အလုပ်လုပ်လို့ဆရာကြီးကျွန်တော်ဒေါက်တာဆမ်မန်ပါဖိုင်ဆိုကျွန်တော်တို့ဉာဏ်တန်ဖိုးထားတယ်ကျွန်တော်တို့ဒီ theology နဲ့ပတ်သက်တဲ့ mission နဲ့ပတ်သက်တဲ့ဥစ္စာတွေဆိုလို့ရှိရင်ကျွန်တော်တို့အများကြီး paper တွေအများကြီးကျွန်တော်တို့ကိုပြောပြတယ် insight လို့ပြောတဲ့ဥစ္စာကျွန်တော်တို့ကိုအများကြီးပေးနိုင်တယ်အချို့ဆရာကြီးတွေကသွားကုန်ကြပြီးကြံရှိနေဆရာကြီးတန်ဖိုးထားဒီခေတ်မှာကကျွန်တော်တို့ကဉာဏ်ပညာ wisdom knowledge based society ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တန်ဖိုးထားတယ်ဒါပေမဲ့ကျွန်တော်တစ်ခုသိစေချင်တာက the word နှုတ်ကပတ်တော်ယေရှုခရစ်တော်ကို၌ကျွန်တော်လက်ခံတော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလက်ခံထားတော့ကျွန်တော်တို့ယေရှုခရစ်တော်ကို၌ကပါလဲဆို wisdom ဖြစ်တယ်ဆိုလို့ဆိုတော့ကျွန်တော်တို့ကသိနာလေလို့ဖြစ်တယ်။တုတ်တန်ကြံခန်းကြီးရှေ့အငယ်22ကနေ33မှာကျွန်တော်နည်းနည်းလေးဖတ်ပြချင်ပါတယ်တုတ်တန်ကြံခန်းကြီးရှေ့ငယ်22ကနေ30 30ရဲ့တစ်တီမှာ
ထာဝရဘုရားသည်ရှေ့မှုတော်ကိုမပြုမီထွက်ကြွတော်မူစဉ်ကပင်ငါ့ကိုပိုင်တော်မူရေကြီးမဖြစ်မီရှေ့ဥစွာသောကာလအနန္တကာလမှာစ၍ငါသည်ပြီးတဲ့ခံပြီးနှဆိုင်သောပင်လည်းမဖြစ်ရေနှင့်ကြွယ်ဝသောစမ်းရည်တွေမဖြစ်မီငါ့ကိုဖြစ်ပွားစေတော်မူတောင်ကြီးမတီတောင်မဖြစ်မီမြေကြီးနှင့်လေတော်များကိုဖန်ဆင်းမီဦးဆုံးသောမြေမှုန့်ကိုများမဖန်ဆင်းမီငါ့ကိုဖြစ်ပွားစေတော်မူမိုးကောင်းကိုတည်သောအခါငါရှိသမုတ်တရားမျက်နာကိုကတ်တတော်မူအထက်မိုးတိမ်တည်စီတော်မူနှဆိုင်သောရ၌ဆိုင်းရည်ပေါက်ကိုခိုင်ခန့်စေတော်မူသမုတ်တရား၌အကန့်အပိုင်းခြားကိုရေမလွှားရမည်ကြောင့်စီရင်တော်မူရေကြီးတိုက်မြစ်တည်စီတော်မူကိုပြီးစီးစေတော်မှာငါသည်ကျွေးမွေးတော်မူသောသားကဲ့သို့အထံတော်ပါ၌နေ၍အစင်မပြတ်ပျော်မွေ့တော်မူရာဖြစ်၍ရှေ့တော်၌အစင်မပြတ်ဝမ်းမြောက်တဲ့ဖန်ဆင်းတော်မူသောရေကြီးတစ်ပြင်လုံးနှင့်ရှင်လန်းတဲ့လူသားတို့နှင့်ပေါင်းဖော်ပျော်ပါလက်နေဒါကနှုတ်ပတ်တော်ပညာကပြောခြင်းဖြစ်တယ်ဘာလဲဆိုလို့ရှိရင်ဖန်ဆင်းတဲ့အချိန်မှာနှုတ်ပတ်တော်ရှိတယ်ဖန်ဆင်းတဲ့အခါမှာပညာရှိနှုတ်ပတ်တော်ဟာဒီစကားကပညာကပြောတာဉာဏ်ပညာပြောတယ်ဘုရားခင်ဖန်ဆင်းတဲ့စခြင်းတုန်းကကျွန်တော်ရှိရဲ့နှုတ်ပတ်တော်ရှိရဲ့ဒီနှုတ်ပတ်တော်အားဖြင့်ပညာအားဖြင့်ဖန်ဆင်းတဲ့ဖန်ဆင်းခြင်းမှာဉာဏ်ပညာပါတယ်ဆိုတော့နှုတ်ပတ်တော်ပါတယ်ဆိုတော့တွေ့ရတယ်ဖန်ဆင်းခြင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ခမည်းတော်ရှိရဲ့ဝိညာဉ်တော်ဘုရားရှိရဲ့နှုတ်ပတ်သမารတရားတော်ဘုရားရှိပါတယ်ဒီနှုတ်ပတ်သမารတရားတော်ဟာဓမ္မရာဆိုရင်တတိယဆောင်ခန်းကြီး19အငယ်73မှာအေလိယစီကိုလာတယ်အေလိယကသူ့ကိုအာဟမင်းကလိုက်တတ်လို့လှိုင်ကူထဲမှာပြေးနေရတဲ့အချိန်မှာနှုတ်ပတ်သမารတရားကိုသူစီရောက်လာတယ်ဘုရားရှင်မျက်စီလာမယ်စောင့်လာတယ်အဲ့တော့အဲ့ဒီမှာငလျင်လှုပ်တယ်ငလျင်လှုပ်တဲ့အခါမှာအဲ့ငလျင်လှုပ်တဲ့အထဲမှာဒီနှုတ်ပတ်ငလျင်လှုပ်တဲ့အထဲမှာဘုရားရှင်ရှိလာလို့ကြည့်ရတဲ့အခါမှာဘုရားရှင်ရှိနောက်ကလေပြင်းတိုက်တယ်လေတိုက်တဲ့အချိန်မှာမုန်တိုင်းလာတဲ့အချိန်မှာဘုရားရှင်ရှိလာဘုရားရှင်အားကြီးရဲ့ဘုရားဖြစ်တဲ့အတွက်အဲ့မှာရှိလာလို့ကြည့်တဲ့အခါမှာမရှိဘူးနောက်ကဒီလေလာတဲ့မီးရဲမှာလည်းဘုရားရှင်ရှိလာလို့ကြည့်တဲ့အခါမှာဘုရားရှင်မရှိဘူး ထိုင်ချလိုက်တဲ့အခါမှာနှုတ်ကပတ်သမာဓိကတော့လာပြီးတော့ဖြည်းနှင်းတော့အတန်နဲ့ still small voice ကိုခေါ်ဖြည်းနှင်းတော့အတန်နဲ့ဘုရားရှင်ကစကားပြောတဲ့အခါမှာအော်ဘုရားရှင်ကတွေ့ဖို့တဲ့တော့ကြည့်ဖို့တဲ့ဒီမျက်နှာကိုဖောင်းနေဒီနေ့ကျွန်တော်တို့ကဖန်ဆင်းခြင်းထဲမှာဘုရားခင်ပါအစအပြည့်နှုတ်အစအပြည့်ဘုရားဒီနှုတ်ကပတ်သမာဓိကတော့ပညာအနေနဲ့ဉာဏ်ပညာအနေနဲ့လက်လက်ကိုကျွန်တော်ရှင်းအောင်ပြောမယ်ဆိုရှင်ဒီနှုတ်ကပတ်သမာဓိကတော့ဟေဘဲလူမျိုးတွေမှာတော့ထိုရာလို့ဆိုပြီးခေါ်တယ်အဲ့ဒါကတော့သူတို့ရဲ့ဥရိတာဗုဒ္ဓဘာသာစကားနဲ့ရှင်းအောင်ပြောမယ်ဆိုရှင်ဉာဏ်ပညာနှုတ်ကပတ်တော် the word ပြီးတဲ့အခါမှာနှုတ်ကပတ်သမာဓိဆိုပြီးဓမ္မဗုဒ္ဓဘာသာတွေကကျွန်တော်ဓမ္မလို့ခေါ်တယ်ဘာကြောင့်လဲဆိုဥပရိတ the law that really exists ဥပရိတဖြစ်ပြနေတဲ့ဥပရိတအတိုင်းနေတဲ့ဓမ္မကိုလည်းသူတို့ကပညာလို့ခေါ်လိုက်တယ်ကျွန်တော်ထင်ပါတယ်ကျွန်တော်ယူဆပါတယ်ပြီးတဲ့အခါမှာဓမ္မတစ်ကိုရောက်သွားတဲ့အခါမှာဟေဘဲဩဝါဒစာခန်းကြီး1ငယ်တက်ကနေ73မှာတော့ဘာပြောလဲဆိုလို့ရှိရင်ယေရှုခရစ်တော်ကိုဘယ်လိုချီးမြှောက်တယ်ဆိုလို့ရှိရင်တာတော်အဖြစ်လောကရတည်တဲ့ကောင်းကင်တမန်တို့ထက်ပြည့်စုံကောင်းကင်တမန်တို့ထက်ကြီးမြတ်တော်သူဖြစ်တယ်ကောင်းကင်တမန်တို့ဟာယေရှုခရစ်တော်ဖျားနှုတ်ကပတ်သမာဓိရတဲ့အစီကံနံဝိညာဉ်ဖြစ်တယ်လို့သူကပြောတယ်ကိုလိုတဲ့ဝါရစာခန်းကြီးတဲ့ငယ်15-20မှာကောင်းကင်ပေါ်မြေကြီးပေါ်မှာယူပရာအာယူပရာယာစပလင်တို့အစိုးရသောအရာခတ်သိမ်းတို့ကိုအဲ့ဒီသခင်အတွက်အဲ့သခင်အဖို့လို့ကဆင်းခြင်းဖြစ်တယ်ဆိုပြီးတော့ပြောတယ်ရှင်ကပြောခါကြီးတဲ့ငယ်တစ်ကနေငါမှာအစားမှာနှုတ်ပတ်ပါတရားတော်ရှိရဲ့အဲ့နှုတ်ပတ်သမာတရားတော်အားဖြင့်အရာအလုံးကိုဖန်ဆင်းတဲ့အဲ့နှုတ်ပတ်သမာတရားတော်ဟာလည်းဘုရားသခင်ဖြစ်တယ်ဆိုစာကိုဒီနေ့ပြောတယ်ဒီနေ့ယေရှုခရစ်တော်ကိုချီးမြှောက်ရခြင်းချီးမွမ်းရခြင်းဟာHallelujah, hallelujah, hallelujah, amen လို့ချီးမွမ်းရမရှက်မကြောက်ပဲနဲ့ချီးမွမ်းရခြင်းဟာကျွန်တော်မြင်တာကဉာဏ်ပညာကိုရခြင်းဖြစ်တယ်။အာမင်။
ကျွန်တော်တို့ယေရှုခရစ်တော်ကိုချီးမြှောက်ရခြင်းဟာချီးမွမ်းရခြင်းဟာလက်ခံရခြင်းဟာဉာဏ်ပညာကိုရခြင်းဖြစ်တယ်အာမင်ဒါကြောင့်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာရဲ့ချုပ်ချပြီး the fear of the Lord is beginning of knowledge ဆိုဒီနေ့ပြောရတာဒီနေ့ဉာဏ်ပညာကိုလိုတဲ့ချိန်မှာဒီနေ့ဉာဏ်ပညာကိုဖွဲ့စည်းတဲ့မှာရယူခြင်းယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်တဲ့လက်ခံမှုကိုရည်ကြည်တယ်အာမင်အာမင်ဒီနေ့အဖွဲ့အစည်းတွေတိုးတက်နေတယ်အသင်းတော်တွေတိုးတက်နေတယ်ဒီနေ့လူတော်တကယ်ကိုအားရဖို့ကောင်းတယ်မိုးရတဲ့အချိန်ပါမယ်ကျွန်တော်တို့အရှိုသင်းတော်ရဲ့ပွဲတော်လောက်ကိုရှိတဲ့လူများတွေ့ရတဲ့အခါမှာကျွန်တော်ဒီတင်မသွားနိုင်ဘူးကျွန်တော်တငယ်ချင်းဆရာရောပါတဲ့ဆက်တန်ကျန်တဲ့တိုက်သွားတဲ့အခါမှာဒီတင်သင်းတော်မှာလူပေါင်း900 800စနစ်တကျဝါရဆိုခြင်းဝါရဆိုပြပြရှင်ကိုချီးမွမ်းခြင်းမပြတ်တွေ့ရတဲ့အခါဆရာရောပါကကျွန်တော်ကိုရှက်မိတယ်လို့ကျွန်တော်ကိုပြောတယ်ဒီနေ့ပါလေအဲ့ဒီနေရာမှာဉာဏ်ပညာရှိတယ်။ဘာကြောင့်လဲဆိုနံပါတ်1ကခရစ်တော်ယေရှုခရစ်ကိုလက်ခံခြင်းသိခြင်းဒီနေ့ချင်းလူမျိုးများတောင်ပေါ်မှာရှိသောညီကိုများသည်ခရစ်တော်ယေရှုခရစ်ကိုကြည်ခြင်းကြောင့်သိခြင်းကြောင့်ဖြစ်ပါတယ်။ကျွန်တော်နည်းနည်းလေးကျွန်တော်ပြောပြတယ်။ကျွန်တော်တို့ချင်း tradition မှာအဲ့ဒီ wisdom မှာဉာဏ်ပညာကပါလဲဆိုရှင်ဘိုးဘွားတွေကိုယူသေးကြတယ်။ဘိုးဘွားတွေရဲ့စကားကိုနားထောင်ကြတယ်။ဘိုးဘွားတွေလက်ဆင့်ကမ်းလာကြတဲ့အရာများကိုလက်ခံကြတယ်ဘိုးဘွားတွေလက်ဆင့်ကမ်းလာတဲ့အရာများကိုပြန်လဲပြီးတော့ကျွန်တော်တို့ကလက်ဆင့်ကမ်းတယ်ဒါကဉာဏ်ပညာ tradition western tradition လို့ခေါ်မယ်လို့ကျွန်တော်တို့ခေါ်ချင်ပါတယ်ကချင်လူမျိုးမှာလည်းရှိတယ်ကျွန်တော်တို့ဒီဗမာလူမျိုးမှာလည်းရှိတယ် western tradition ကျွန်တော်မနေ့စောက်တော့ဖတ်တယ်ဘာလဲဆိုရှင်ညစတော့မြန်မာမျိုးသမီးတွေဘာကြောင့်အသက်ရှင်လို့မြန်မာမျိုးသမီးတွေဘာကြောင့်အသက်မရှင်လဲဆိုမြန်မာလူမျိုးတယောက်ရေးထားတယ်ပြီးတော့ကျွန်တော်အင်ဘေးနားမှာကျွန်တော်အဖွားတယောက်ရှိအဲ့ဖွားကဘာလဲဆိုအသက်80ရှိအဲ့ဖွားကသူ့အသားရည်လေးမကြဘူးသူရေချိုးရင်အိမ်ချုပ်ပြီးချိုးရဖွားရင်အိမ်ချုပ်ပြီးမချိုးရအဖွားအပြူတိုင်းဖြစ်နေလို့ပြောရတယ်အဲ့ဖွားကဘာလဲဆိုလို့ရှိရင်သူ့ရဲ့လူဝက်ချက်ကဘာလဲဆိုလို့ရှိရင်ကလေးမွေးတိုင်းမှာကလေး6ယောက်လာပြီ9ယောက်လာပြီမွေးအဲ့ဒီကလေးမွေးတိုင်းမှာသူစနွေးတပိတ်တာနေစားစနွေးတပိတ်တာစားနနွေးပေါ့စနွေးတပိတ်တာစားအဲ့စနွေးကအမျိုးသမီးတွေရောအမျိုးသားတွေရောအသက်ရှင်နေဖြစ်တယ်အဲ့စနွေးကမသိကြဘူးအော်အဲ့ဒါစားခြင်းဟာအခုကတော်တော်ကိုအခုပြောပြတယ်ဒါသွေးလေညှိတာသွေးလေညှိပေးတဲ့အချက်ဖြစ်တယ်ဒီစနစ်စားခြင်းသွေးလေညှိပေးဘလို့ညှိပေးတယ်လဲဆိုရှင်အထက်မှာရှိတဲ့ temperature ကိုသူက balance ပြအောင်ကျွန်တော်တို့လုပ်ပေးတယ်အဲ့ဒါကကလေးမွေးရင်တဲ့ဒီသွေးလေညီမျှတော့စနစ်စားပေးရတယ်အခုကမျိုးသမီးတွေအဲ့လိုမဟုတ်ဘူးကလေးမွေးတဲ့အခါမှာဘိုက်ခွဲမွေးတယ်ပြီးတဲ့အခါမှာတရားကုန်ကနေမှနေတယ်ပြီးတဲ့အခါမှာအချူရည်တောက်တဲ့အခါမှာဟိုကခါတဘာဝအတိုင်းမွေးတယ်ပြီးတဲ့အခါမှာလူများဒီပူတဲ့ကောင်ကိုတောက်အားလုံးတွေးလိမ့်မျိုးမရှိဒါကကျွန်တော်ပြောချင်တဲ့က wisdom မှာမြန်မာ tradition ကပေးလာတဲ့ wisdom ချင်းလူမျိုးများမှာလည်းဒီနေ့ရှိတယ်ကျွန်တော်ကြည့်တဲ့အခါမှာအဖိုးဖွားတွေကပြောလာခဲ့တဲ့စကားဒီလိုနေပါဒီလိုထိုင်ပါငါတို့လူမျိုးတွေငါတို့ဒီလိုနေရတဲ့ဒီလိုထိုင်တဲ့နေဆိုလို့ဆိုတာကြားရတဲ့လူတွေဟာတိုးတက်ကြတယ်ကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ပုံမှန်လေးပြောမယ်ဆိုကျွန်တော်ကြည့်မြောက်ပိုင်းချင်းနေနဲ့နော်ကျွန်တော်ကတောင်ပိုင်းချင်းတွေမှာပါတဲ့အတွက်ကျွန်တော်ဒီစကားကျွန်တော်ပြောလို့ရတယ်မြောက်ပိုင်းချင်းနေနဲ့တောင်ပိုင်းချင်းနေကျွန်တော်ကြည့်တဲ့အခါမှာချင်းနေတယ်ဘာကြောင့်ဒီ Christianity တိုးတက်မှုမှာဘာကြောင့်ဒီတော့ကွာတယ်လို့ကျွန်တော်ပြန်စဉ်းစားကြည့်ရတာမှာအဲ့ဒီမှာဒီလူကြီးတွေရဲ့ပြောတဲ့စကားကိုတိတိကျကျကြားရတဲ့အခါမှာနားထောင်ရတဲ့အခါမှာ missionary ပြောတဲ့စကားလုံးကိုဒီသားတဲ့လူကြီးတွေကလည်းပြန်ပြောပြတယ်ပြောပြတဲ့အခါမှာအားလုံးကတိုးတက်ကြလို့ပြင်ကျွန်တော်တို့အခုဖြစ်ပြနေတဲ့အောက်ဒီအောက်ရောက်မှာဖြစ်ပြနေတဲ့ပြဿနာကဒီအစစ်စစ်ပြောပြလာတဲ့စကားလုံးကိုကျွန်တော်တို့ကတိတ်ပြီးတော့နားထောင်ကြတဲ့အခါမှာကျွန်တော်တို့စီမှာ wisdom အားနည်းတယ်ဆိုတာတွေ့ရပါတယ်အခုခေတ်ကknowledge creation မှာကျွန်တော်တွေ့တာကတော့ knowledge နဲ့ wisdom ကကွာပါတယ် knowledge မှာ critical thinking ဝေဖန်တဲ့ဥစ္စာ analytical thinking
The general question logic, yokti jam, so son John Dina, general wisdom tradition, intuitive, acceptance, listening, your gente, not self-examination to Yama, get in Jenna, can I be a no thyself, around it, watching Chipa. General Yeshu could be high, the Majasa, like beat high, Yeshu could ye, wisdom there, Chin Lumia, Jade, Shini there, wisdom tradition, the Kubu, Bambi, how I gather Chimwa Mitsubishi. Look back to my Yama, General, a neat way, Namadini and Chepping. Amen. No, Namadi Baba, Namadi Chabashiba, Namadi Baba. The horse is him. Namanika, when you know yet, go, can you change Chiba? Namanika, let's listen. Inspiration, look, General Kobame. The power of the Spirit. Kuna Yoni, Yeshu Kutogo. Wisdom, Nyapinya, Nino, Nyapinya, when you know, Pite, Susan, Isaiah can set it and get my donor. How right Yaya when you know how Babi the last machine, Dinya and Yang will be the winning. Namatica, just sit the son and the Tatigo, be the winning. How right Yang will be your jogging Jim will be the winning. Dinya and Yang will be there. Namanica, when you know what, Namanica, just sit the son and the Tati, courage. Don't drink nine day, deep building blue somewhere, deep building Bega, Saka, Bega, win and summer, did you go below Silo and when you know your Kagana? Dinyama, teaching Christian college go, below Ramale, teaching Christian college can the same. MBA, PDA, child human resource, human resources, below payment as well. Just it was so like that. That you go when you know that. Be valid, your body. You when you know that, but be all. You should go ha. You're a mere man, Chinkamia Kama. Torego Yabari. Torego Yababi, you should go Piana, Chima, he shall yet, Jansa, Papa. Isha can you toss a tip and get hit about it? Look at can you lay and get Seshikan was supported by Jonathan Papiaba. Look at can you lay and get Seshikan and get supported by how right I winning on the nap or night, Giro. Jamuga Senda, one yourself, the English Jatio sitting on our beat hero. Jim Water through now, just sitting on the gum. Pampa, Chuck Pallet, she got through our chin, Johnny, Yessi Gama through a Nessie Jamie, Jim Jamu, Yassi Jinga, Hinseka, Through, Gamasi Jinga, Haratia Yingala, Nicola, Jatio sitting on the gum. Marco sitting on the should pick up a dollar. Haratia winning or Hamapomati, Isha, Haratia winning or Hamapomati, Diniga, inspiration of your Kama, not what the Madiano, Dini winning or her, General Tias, Dimo, when you know at the Boha, Dini, the Chipa. Jishuka Babilis and Tauratia, Mingala, Nikala, Jabio sitting, Mingla Nikala Suraga, Jubilee Kobade, the year of the Lord, Mingla Nikala, take the gala, Lumia Chin, Sura, take it for General, Yunge, Yuda, Nidagama, Sayaku Baba Sanati, Genoga Topiamare, Sayaku Baba di Sadango, to Global Sushi. You might be changing a gym solution. General Alama, seeing Nijabare, seeing Chima, Lumia, Pipa. General Martina in a Pure Kama, the Sadan will Global Association, Nasret in your Sadan, Nasret Manifesto, that communist Garapita, Nasret Manifesto, Nasret in your Sadan, so you are General Lugan in your Koma. General Nale. Lumia Chins Reniama, Kaya, Sientin, Winnie Sientin, 6 Sientin, all the money for Lumia put to General Tiba. In the Kaya put a Lumia put when you cook that Lumia Boom, all of Tom who stone and Lumia put the Tiba.
ကျွန်တော်မြန်မာလူနဲ့ဆန်ဆန်ပြောရမယ်ဆိုရှင်မြန်မာမှာဗလာ9တန်ဆိုတာရှိတယ်သူတို့ပြောတာကကာယဗလာတဲ့မိတ္တဗလာတဲ့မိတ္တကတော့ဒါဆိုရှင်နဲ့ပတ်သက်တာဘောကဆိုတာကတော့ဒီကျွန်တော်တို့ငွေကြီးနဲ့ဇာရိတကျွန်တော်တို့ဇာရိတဗလာဝိညာဏသူသိခြင်းဘုရားကိုသိခြင်းအဲ့ဒါတွေကဖွံ့ဖြိုးတိုးတက်ပြီးတော့ကျွန်တော်လွတ်မြောက်ဖို့လိုပါတယ်စိတ်ပညာသဘောအရပြန်ကြည့်မယ်ဆိုရှင်ကျွန်တော်တို့ကလူမားတဲ့အပိုင်း၃ပိုင်းရှိတယ်တဲ့ပါဏမှု၃ပိုင်းရှိပါတယ်လို့ကျွန်တော်တွေ့ပါတယ်အဲ့ပါဏမှု၃ပိုင်းက IQ ရဲ့ EQ ရဲ့ SQ ရဲ့လို့ပြောပြ IQ ဆိုတာကကျွန်တော်တို့ရဲ့ဉာဏ်ပညာပါဏမှု IQ intelligent quotient EQ ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာရင်းချက်ကျွန်တော် EQ စိတ်ပိုင်းဆိုင်ရာရင်းချက် SQ ဘာလဲဆိုရှင်ကျွန်တော်ကဒီဝိညာဉ်ပိုင်းဆိုင်ရာရင်းချက်ကျွန်တော်စာတမ်းတစ်ခုဖတ်ပြီးအဲ့စာတမ်းကတော့ TOEFL မှာပါတဲ့ဥစ္စာလေးပါ Harvard တက္ကသိုလ်မှာတဲ့ PhD ရတဲ့လူတွေကတိတ်တော်တဲ့လူတွေမဟုတ်ဘူးလေစိတ်တက်ကြံ့ခိုင်တဲ့လူတွေပါပြောတာပြီးတဲ့အခါမှာမပြောထားတယ်ဆိုရှင်အခုခေတ်မှာ EQ ရဖို့အတွက် SQ spiritual quotient ဆိုပြီးတော့ဝိညာဉ်ရေးရာဆိုင်ရာမှာရင့်ကျက်ကျွန်တော်တို့အားလုံးဝိညာဉ်ရေးရာနဲ့ပတ်သက်ပြီးလှုပ်ထားတဲ့အခါမှာအားလုံးကျန်တဲ့ဥစ္စာတွေအားလုံးဆင်းလာတယ်ဆိုတာကျွန်တော်တွေ့ရတယ်ကျွန်တော်ဒေါက်တာအောင်ထွန်းသက်ကခဏ Facebook မှာတင်တယ်သူကတော့၅ခုပြောတယ်ပါနေတယ်သူတက်မှုကသူက physical quotient နဲ့ PQ တဲ့ IQ EQ SQ တဲ့ပြီးတဲ့အခါမှာ CQ တဲ့ cultural quotient မှာကျွန်တော်ပြောပြပါတယ်ဒီနေ့အဲ့ဒီတဲမှာအရေးကြီးဆုံးက SQ spiritual quotient ဝိညာဉ်ရေးဆိုင်ရာမှာတိုးတက်မှုဒီလိုမျိုးပွားတဲ့အခါမှာဝိညာဉ်ရေးဆိုင်ရာတိုးတက်မှုပြင်ကျွန်တော်တို့မှာဝိပ္ပကိုးကွယ်တဲ့အချိန်မှာ EQ emotional quotient ကျွန်တော်တို့ကခါဒီယောဂဝိညာဉ်ခံစားရပေမဲ့ဒီမှာလုံကြံ့ခိုင်တော့စိတ်တက်နဲ့ပွားတဲ့အခါမှာခြောက်ဆောင်ရလို့ကျွန်တော်ရှားတယ်ကျွန်တော်ကြည့်စိတ်ကကျွန်တော်အော်တယ်ဟိုနေ့တော့ကျွန်တော်ရှာ small အောင်စောခေါ်လို့ကြည့်ခါတဲ့အခါမှာဒီတိုင်းနဲ့သူရအောင်လာတယ်ရှာကျွန်တော်တစ်ခါနေပြီးတော့သွားတဲ့အခါမှာဆိုင်ရင်သွားတဲ့အခါမှာရှာဦးဝင်းတင်ကန်ဆာနဲ့ထုထားရတယ်ဇာတ်တာနဲ့တက်80ကျော်ပြီးဒီလူတွေအားလုံးစိတ်တက်ကြံ့ခိုင်စားနဲ့ပွားတဲ့ဥစ္စာကဒီနေ့ကကျွန်တော်တို့ဒါနော်ဝိညာဉ်တော်ရဲ့တကူကိုရမယ်ဆိုရှင်ဒီနေ့ဒီဖွံ့ဖြိုးတိုးတက်မှုတွေကကျွန်တော်တို့စီမှာကျွန်တော်တို့ထဲမှာအလုံးလုံးနေလို့မြင်ရမယ်တိပွင့်နေတယ်ဒီနေ့ပြောမယ်ဆိုရှင်ဝိညာဉ်တော်ကိုဖိတ်ခေါ်ဖို့အတွက်လိုတယ်ရှက်ဖို့မလိုဘလို့ဒီနေ့မလာလားအေလိယလိုအထဲကပဲလာinsight meditation လို့ပြော intuitive နည်းနဲ့ပဲလာတာတရုတ်တွေကတော့လေရှူရင်းနဲ့ meditation ထိုင်ရင်းနဲ့ဗုဒ္ဓဘာသာတွေက meditation ထိုင်ရင်းနဲ့ကျွန်တော်ထင်တဲ့ဝိညာဉ်တော်ကိုဖိတ်ခေါ်တယ်လို့ကျွန်တော်ထင်တယ်တမန်တော်ရှင်ပေတရုလိုပဲအပေါ်ကနေလေပြင်းလိုပဲကြာကြာဘလို့နည်းနဲ့ပဲကြာကြာကျွန်တော်တို့ရဲ့ဝိညာဉ်တော်ကိုဖိတ်ခေါ်ပဲအသက်တာထဲမှာ the power of the spirit inspiration ကိုယူဖို့လိုတယ်ဆိုပြီးနံပါတ်1အနေနဲ့ကျွန်တော်ခွန်အားပေးလိုပါတယ်ဒါနှုတ်ပတ်သမာတရားတော့ကျွန်တော်ရှိမှာအလက်လက်ဖို့လည်းဖြစ်ပါတယ်ချီးမြှောက်မယ်ချီးမွမ်းမယ်ချီးမွမ်းပြီးတဲ့အခါမှာကျွန်တော်ဝိညာဉ်ရဲ့ခွန်အားကိုအဲ့ဒါပြီးမှလူစားတိခံခြင်း the flesh လူစားတိခံမှုတွေကိုကျွန်တော်တို့ကတောင်းပါစပါတယ်လက်ချက်ကြပါမယ်ကျွန်တော်ဒီမှာနည်းနည်းလေးဖြတ်ပြီးကျွန်တော်ပြောချင်တာကဝိညာဉ်တော်ရဲ့လှူရှားမှုမှာလွတ်မြောက်ခြင်းတကုန်းနဲ့ပြည့်စုံခြင်းဉာဏ်ပညာနဲ့ပြည့်စုံခြင်းအပြင်အနာရောဂါများကိုငြိမ်းစေခြင်းလည်းကျွန်တော်တို့ပါမဖြစ်ပါတယ်မသိဘူးကျွန်တော်အာမင်လို့ပဲပြောပြရတယ်ကျွန်တော်ပြောပြမယ်ဒါကတခြားမပြောကျွန်တော်ပို့ပြပြောကျွန်တော်သေသွားတယ်လို့ပြောတယ်ဒါကြောင့်တက်ခဲ့သေသွားတယ်လို့ပြောတယ်ရှေ့ကပြင်းနေပြီးတော့သေသွားတဲ့အချိန်မှာအဖေကစတောင်းတယ်ဒီသားသက်ရှင်ကြောင့်မှုရပြတ်ဆက်ကတယ်ဒီသားသေကျွန်တော်စီပိုင်းလုံးကနေစောင်းစုံပြီးဖျားပြလုံးကဆက်ကတယ်ပြောတယ်ပြောတဲ့အခါမှာဘာယောဂမှမသိဘူးရှေ့ကတွေးအံတယ်အားလုံးက hopeless ပဲအခေါင်းကအဖေပြောတာအခေါင်းပြင်းတယ်ပြောတယ်အခေါင်းပြင်းတဲ့အခါမှာအိမ်ကိုခေါ်သွားလို့ဖြစ်ပြီးအိမ်ကိုခေါ်သွားရင်ဘာဖြစ်လဲဆိုရှင်ခေါ်သွားရင်ဖွားသိမှာကျွန်တော်ရမ်းချစ်တယ်အဖွားသိရဲ့နှလောင်းမဖြစ်တဲ့အတွက်ကြောင့်တယောက်ပဲသိလို့ဖြစ်တယ်တယောက်ပြည့်တဲ့ပြီးရတဲ့ချင်းချင်းချအဖွားအိမ်ခေါ်အဖွားသိတယ်အဲ့တော့ကျွန်တော်ကအသက်ပြန်ရတယ်အသက်ပြန်ရတော့
ကျွန်တော်ဘာလို့ရလဲဆိုရင်လမ်းလျှောက်တလားကျင်းရတယ်လမ်းလျှောက်တတ်ဘူးဒီအခါမှာသူဘာပြောလဲဆိုဆောင်းမကောင်းရင်ကောင်းမကောင်းရင်အထဲမှာပိုးရဝင်တဲ့အတွက်ကြောင့်ဘာပိုးလဲတော့ဂျွန်နစ်ပိုးလို့ပဲကောင်းပါဘူးစိတ်ကစီးရမှာယူမယ်ယူတော့ယူတယ်တစ်ပတ်လောက်ယူတာစိတ်ကစီးရမှာတစ်ပတ်လောက်မဲ့ထမှာတော့ပြပြီးရောပြီးအခါမှာဖျားကျွန်တော်ကိုလမ်းပြတယ်ကျွန်တော်ဓမ္မတက်တော်မှာ BDH ပြရတော့မနေ့စူးစမ်းရတယ်ဒီဒေါက်တာဘွဲ့တွေပါလေကျွန်တော်ရမယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့ကျွန်တော်တက်လိုက်တဲ့ချိန်တိုင်းမှာ BDH မှာလည်းကျွန်တော်ပုံမှန်လေးပြောမယ်ဆိုတစ်နှစ်ကြာနေတယ်ဒါပေမဲ့နောက်ဆုံးကျွန်တော်တက်တဲ့ batch ကအရန်တော်တဲ့လူငယ်လေးနဲ့တက်ရတဲ့အခါမှာသူတို့တွေကကျွန်တော်ကိုအသားလေးဆွဲပေါ်တာဒေါက်တာဆမ်မက်ရှူဆိုတာ PhD BDH နဲ့ PhD တက်တဲ့ဆမ်မက်အဲ့ဒါလေးဆိုတာကျွန်တော်နဲ့ same batch သူတို့တွေကသားလေးကျွန်တော်ဆွဲပေါ်တာကကျွန်တော် BDH ပြတယ်9နှစ်လောက်ဆောက်ရတယ်ကျွန်တော်ကိုရီးယားမှာတွတ်တက်တယ်ကျွန်တော်ဟန်လေးတွတ်တက်တဲ့အခါမှာကျွန်တော်ဆရာဒေါက်တာဒန်နီယယ်ဂျီမ်ဆိုတာတွေ့တယ်သူကကျွန်တော်ကိုအင်္ဂလိပ်စာအားလုံးပြန်ပေးမယ်အစစ်လိုက်အစစ်လိုက်ဘုရားရှင်ကလမ်းပြခြင်းအနာရောဂါများကိုငြိမ်းစေခြင်းထာဝရဘုရားကိုပိုရချစ်ခြင်းဆိုတဲ့အချက်ဖြစ်ပါတယ်ကျွန်တော်ဒီကပိုင်းနေတဲ့လူစားလေးခံခြင်းကိုကျွန်တော်ပြောပြပါတယ်လူစားလေးခံခြင်းကတော့နှုတ်ကပတ်တော်မှာလူစားလေးခံပြီးတော့ယေရှုတော်နဲ့၎င်းသစ္စာတော်နဲ့၎င်းပြည့်စုံတဲ့ကြည်တော်မူတယ်ဆိုတော့လူစားလေးခံခြင်းကဘာကိုပြောတယ်လဲဆိုအလတ်လက်ဖို့အတွက်လိအသက်ရှင်ဖို့အတွက်နေထိုင်ဖို့အတွက်ဖြစ်ပါတယ်ဘာကြောင့်လူစားလေးခံမှုလို့တလဲဆိုတဲ့အကြောင်းကိုပြောတဲ့အခါမှာနံပါတ်1ဘုရားခင်ဟာပညာတော် wisdom ယေရှုခရစ်တော် Jesus Christ ဝိညာဉ်တော် spirit နှုတ်ကပတ်သမာတရားတော် what are you စัจ java လာကဘာလောကအားလုံးကိုဖန်ဆင်းတယ်ကျွန်တော်ဒီဖန်ဆင်းခြင်းမှာနံပါတ်1နေနဲ့ပါတယ်နံပါတ်2ကဖန်ဆင်းခြင်းကိုထာဝရဘုရားကပဲစပြုတယ်ဖန်ဆင်းခြင်းကိုပြည့်စုံမယ်လို့ကျွန်တော်ညွှန်လိုက်တယ်အချိန်မှာကောင်းကင်တဲ့မြေကြီးတွေကိုတွေ့မယ်လို့ကျွန်တော်ပြောတယ်ညွှန်လိုက်တယ်နော်ကောင်းကင်တဲ့မြေကြီးတွေမှာဝင်ဖို့တော့ညွှန်လိုက်လားအာမင်New heaven and new earth. Jerusalem မြို့တည်နေမရှိသမုတ်တရားရှိတယ်မပြောလဲလားပြောလဲနော်အာမင်အဲ့ဒီအစ alpha ဟာဘုရားခင်ဖြစ်ပြီးတော့ omega point နောက်ဆုံးစချင်ဟာ alpha လည်းကောင်းတယ် omega point လည်းကောင်းတယ် omega ဟာဘုရားခင်ဘုရားခင်ယူဆောင်သွားတဲ့ပြည့်စုံခြင်းဖြစ်တယ်အဲ့ဒီသာသနာတော်ဟာအလွန်ကျယ်ပြန့်ပြီးတော့ကျွန်တော်နားလည်တာကအဲ့ဒီသာသနာတော်ကိုဘုရားရှင်ရဲ့သာသနာတော်မဇီယိုဒေးလို့ခေါ်တယ်။အဲ့ဘုရားရှင်ကအာဖာပြည့်စုံခြင်းအိုမေဂါပြည့်စုံခြင်းအာဖာနဲ့အိုမေဂါရှိမှဘုရားရှင်ရဲ့အတူရုပ်ကခြင်းအလောက်လောက်ရခြင်းခွင့်ကိုဘုရားရှင်ရဲ့သာသနာတော်မဇီယိုဒေးဆိုပြီးကျွန်တော်ခေါ်ပါတယ်။အဲ့ဒီအိုမေဂါ point မှာကောင်းကင်ရဲ့ရည်ကြီးတဲ့နော် you have a new earth တွားနေတဲ့အချိန်မှာတမန်ကျမ်းစာကတော့ချီဆောင်ခြင်းလည်းရှိရင်ရှိနိုင်တယ်မပြောနိုင်ဘူးကျွန်တော်ပြောလိုက်တယ်နော်ချီဆောင်ခြင်းရောက်လဲအာမင်တော့နော်ချီဆောင်ခြင်းရှိရင်လည်းရှိမယ်အဲ့ဒီမှာခိတ္တခွဲခွာခြင်းတေခြင်းတရားကိုကျွန်တော်မြင်တာကဓမ္မပညာရှိတော်ကခိတ္တခွဲခွာခြင်းလို့မြင်တယ်ကျွန်တော်သိသွားမယ်တက်တာခဏလေးတော့ကျွန်တော်ဟိုမှာချက်လောက်သွားနေတယ်ဟိုမှာချက်ပြီးအလွတ်လုံးတယ်ချိန်မှာ omega point ကိုပြန်လာတဲ့အချိန်မှာရှင်နှထောက်ရောက်ချင်းနဲ့ဒီကျွန်တော်တို့ဒီကွာဒီခန္ဓာကိုယ်အသက်နဲ့အသက်တော်ခန္ဓာနဲ့ဘုံထင်ရှားတဲ့ခန္ဓာနဲ့ပြန်လည်ပြီးတော့ကျွန်တော်တို့ဟာအသက်တာရှင်ရမယ်ဖြစ်တဲ့ဒီအမှုတော်မြတ်မှာမစ္စယိုဒိဟာဘာဘုရားကကျမ်းစာမှာပြောထားလို့ရှိရင်နိုင်ငံတော်တည်ထောင်ခြင်း thy kingdom ကနိုင်ငံတော်တည်ထောင်ခြင်းဖြစ်တဲ့ကျွန်တော်တို့ပြောထားပါတယ်အာမင်အာမင်ပါဝင်မလားနိုင်ငံတော်ကြောင်ကြီးပါဘုရားရှင်ရဲ့အခုလိုလုံးဝရမ်းကျယ်တယ်မဇိုးဒေးနေအရမ်းကျယ်တဲ့အခါမှာကျွန်တော်တို့ကိုပုံစံအမျိုးမျိုးနဲ့ခေါ်တော်မူတယ်ပုံစံအမျိုးမျိုးနဲ့ကျွန်တော်တို့ကိုထားတော်မူတယ်အဲ့ဒီကောင်းကင်နိုင်ငံတော်ကိုတည်ထောင်တဲ့အခါမှာကမ္ဘာပေါ်မှာလက်တွေ့ကြတည်ထောင်တဲ့အခါမှာယေရှုခရစ်တော်ကိုယုံကြည်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကထာဝရအသက်ကိုရတယ်လို့အဲ့ဒါအပြင် abundant life အသက်နဲ့ပြည့်စုံခြင်းတော့ကကျွန်တော်တို့ရတယ်ဆိုလို့စာကိုကျွန်တော်တို့တွေ့ရတယ် abundant life လို့ပြောတဲ့အခါမှာဒီခါလေးကျွန်တော်တို့ကဒီ gospel prosperity ကိုကျွန်တော်တို့ကထင်ကြတယ်
ဒါပေမဲ့တကယ်ပဲဒီနေရာမှာကျွန်တော်တို့ရဲ့လူနေမှုဘဝတွေပြည့်စုံမှုလူနေမှုဘဝတွေကျွန်တော်တို့ကလူလိုပီတာအောင်နေနိုင်ဖို့အတွက်ကျွန်တော်တို့ကဒီနေ့ကျွန်တော်တို့ကို challenge ကျွန်တော်တို့ကမလာဒီနေ့ဒီ question တွေက dress နဲ့ဆိုရကျွန်တော်ဒီရောက်တော့ကျွန်တော်တိုင်းပါဘူးကျွန်တော်ဆိုရမနဲ့တိုင်းဝတ်လို့မရဘူးဘာလို့ဆိုရှင်ကျွန်တော်ဒီဘက်မှာဟိုချင်းလို့ပြောစာရေးလို့ပြောတယ်စာရေးလို့ဆိုတဲ့စကားလုံးကဘာလဲဆိုရှင်ဟိုဝတ်ကြွားတယ်အဲ့လိုမျိုးပုံစံမျိုးပြောတယ်အဲ့လိုမျိုးဒီကွာရမျိုးဥစ္စာမျိုးကအများဝတ်လို့မရှိဘူးဒီနေ့မှတစ်ခါတော့ပဲရှိတယ်ဒါပေမဲ့ဒီမှာဒီလိုမျိုးဝတ်ချင်းနော်တကယ်ပဲ confidence ပြည့်နဲ့တရားဟောရခြင်း confidence ပြည့်နဲ့စူတောင်းခြင်း confidence ပြည့်နဲ့ချီးမွမ်းခြင်းကိုတွေ့ရတဲ့အခါမှာဒါဟာ abundant life လို့ကျွန်တော်တို့မြင်ပါတယ်ခေါ်ယူကိုအမြင်မရှိပါတယ်အချို့လူကိုမစ်ဆိုဒီမှာပါစတာအနေနဲ့ခေါ်ပါတယ်အချို့လူကိုနိုင်ငံရေးသမားအနေနဲ့ခေါ်ပါတယ်အခုချင်းထဲမှာဒုတိယသမ္မတဟန်ရီတက်လာတဲ့အခါမှာဘုရားလုံးကဆရာကြီးကိုမြှောက်ပေးကြတယ်ဟာလေလုယာကျွန်တော်တို့ပြောတယ်ဟာလေလုယာလို့ပြောတယ်တကယ်ကြည့်ဆိုချီးမွမ်းတယ်ဝန်ကြီးချုပ်ထဲမှာဝန်ကြီးချုပ်9ယောက်လောက်ကဒီနိုင်ငံရေးမှာပြန်9ယောက်ကနိုင်ငံရေးမှာပါဝင်နေကျေးဇူးချီးမွမ်းတယ်ကျွန်တော်တို့ရဲ့လုပ်ဖို့ဆောင်မဲ့ဒေါက်တာမောင်ဆိုးကမြို့တော်ဝန်ဖြစ်တယ်ရရှင်ကျေးဇူးကိုချီးမွမ်းတယ်အချို့တို့ကိုစီဝိုင်းလုပ်ငန်းမှာခေါ်ယူတယ်အချို့တို့ကိုပညာရေးလုပ်ငန်းမှာခေါ်ယူတယ်အချို့တို့ကိုလူမှုရေးလုပ်ငန်းမှာခေါ်ယူတယ်အချို့တို့ကို administrators ဒေါက်တာထမ်ချင်းလာဆို administrator အနေနဲ့သူ့ကိုခေါ်ယူတယ်အဲ့ဒါကိုကျွန်တော်တို့နှစ်ချင်းကတော့ယုံကြည်သူတိုင်းဒီယေဘရဟိဖြစ်တယ်ဆိုပြီးကျွန်တော်တို့ကပြောထားပါတယ်အဲ့ဒါကိုကျွန်တော်တို့the World Council of Churches ကမ္ဘာ့တင်တော်များကောင်စီအပြီးမှုခေါင်းဖြစ်တဲ့ Emilio Presto ကတော့ဘာပြောလဲဆိုရှင်နိုင်ငံတော်မှာနိုင်ငံတော်ကိုဝင်ဖို့အတွက်အလုပ်လုပ်ဖို့အတွက်ဒီဝင်ပေါက်တွေအများကြီးရှိတဲ့နေရာ many entry points to the kingdom of God နိုင်ငံတော်ရဲ့ကြွယ်ဝချမ်းသာမှု richness of the kingdom of God ဆိုပြီးတော့Emilio Presto ကတော့ပြောပါတယ်ဒါလို့အသက်နဲ့ပြည့်ဝတဲ့ပညာနဲ့ပြည့်ဝတဲ့ဒီဤဆုံးသောဖန်ဆင်းခြင်းတို့ချီတက်ရမယ်ရေးကြီးတဲ့အချက်များရှိပါတယ်အဲ့ဒီအချက်များကတော့ cooperation အတူတူကပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပါတယ် coexistence အတူတူကရပ်တည်ခြင်းဖြစ်ပါတယ်အတူတူကရပ်တည်ခြင်းဆိုတာဟာဒီနေ့ကကျွန်တော်တို့က it's not essence it's an existence ဖြစ်တည်မှုဖြစ်ပါတယ်ကျွန်တော်တို့ကလေဟာဒီလူနဲ့ပေါင်းရအတင်းတကွာအတင်းဓမ္မလုပ်ယူရတဲ့အခြေအနေဖြစ်တယ်ဟုတ်အသားလေးကျွန်တော်ရှော့ပြီးဒီအားလေးမြတ်တာနဲ့သွားမယ်ဆိုလို့ရှိရင်ဒီကွာရက်တည်ခြင်းဖြစ်ပါအပြန်လာနားလည်ခြင်း mutual understanding နဲ့လို့လေအပြန်လာတိမှတ်ပြုခြင်း mutual recognition တွေကျွန်တော်လိုပါတယ်အပြန်လာယူတည်လေးစားခြင်းငယ်ပေမဲ့လည်းငယ်သူကကြီးသူကငယ်သူကိုမျိုးသမီးကမျိုးသားကိုပြန်လာယူတည်လေးစားခြင်းရှိဖို့အတွက်ကျွန်တော်တို့လိုပါတယ်အဲ့လိုလှုပ်ဆောင်ခြင်းအဖြစ်ကျွန်တော်တို့ကဂိုင်းဒဖွဲ့စည်းများရဲ့ဒီဂိုင်းဒဖွဲ့စည်းရဲ့အသားစီးကိုကျွန်တော်ကြော်လို့နိုင်မှာဖြစ်ပါတယ်။ခုနကကျွန်တော်ပြောသလိုက I love Jesus I hate denomination လို့ပြော I love denomination I love Jesus ပဲဖြစ်နိုင်ပါတယ်။ကျွန်တော်ယေရှုခရစ်တော်ကိုဘုံထားတဲ့ဂိုင်းဒဖွဲ့စည်းတွေလူသားကိုသာအဓိကထားတဲ့ကျွန်တော်တို့လူကိုလူလိုမြင်တာနော်လူကိုအရှိုးလိုမြင်ခြင်းမဟုတ်ဘူးလူကိုမိမလိုမြင်ခြင်းမဟုတ်ဘူးလူကိုကလားလိုမြင်ခြင်းမဟုတ်ဘူးလူပါလူပဲလူဘလောက်တန်ဖိုးရှိတယ်လဲလို့မေးတဲ့အခါမှာတဲ့လူကြောက်ရဲ့တန်ဖိုးဟာတခါတည်းကျွန်တော်တို့ကကွန်ပျူတာတစ်လုံး305သိန်းပဲရှိတဲ့ကွန်ပျူတာတစ်လုံးကိုကျွန်တော်တန်ဖိုးထားကြတယ်305သိန်းပဲရှိရဲ့ကျွန်တော်တို့ဒေါ်လာ500လောက်ပဲရှိရဲ့ iPhone တွေကိုတန်ဖိုးထားကြတယ်ဒါပေမဲ့45သန်းနော်တိမ်မောင်းမြောက်များစွာတန်တဲ့လူကိုတန်ဖိုးထားတဲ့ကိစ္စမှာကျွန်တော်တို့ကအားနေကြတယ်ကလားချစ်လို့ပြီးတဲ့အခါမှာချင်းချစ်လို့အမားချစ်လို့မိန်းမချစ်လို့ဆင်းရဲလို့ဆိုတဲ့ဥစ္စာမျိုးနဲ့တော့ကျွန်တော်တို့ကဒီနေ့ Miss Yo Day မှာကျွန်တော်တွားလို့မရပါဘူး။တရားကြီးဆိုရှင်ဘာသာတရားကိုကြော်လွှမ်းနိုင်တယ်။ဘာသာတရားတော့ကျွန်တော်တို့ကဒီစစ်ပွဲတွေကျွန်တော်ဖြစ်နေကြတယ်။
ဘာသာတရားကြောင့်အမုန်းတရားတွေဖြစ်နေကြတယ်ဒါပေမဲ့ဘာသာတရားရဲ့အနှစ်သာရကလည်းမေတ္တာတရားဖြစ်ပါတယ်ဘာသာတရားကိုကြော်လွှားခြင်းဆိုတာကဖျားရဲ့မေတ္တာကိုအဓိကထားခြင်းဖြစ်ပါတယ်အဲ့လိုလုပ်ခြင်းအဖြစ်ကျွန်တော်ဒီကပူပေါင်းလို့ဆောင်ခြင်းအဖြစ်ဒီကပြန်လာယူသိရေးစားခြင်းအဖြစ်ပြန်လာကျွန်တော်လက်တွဲခြင်းအဖြစ်ကျွန်တော်ရဲ့အသက်တာများဟာ more like Jesus ယေရှုခရစ်နဲ့ပို့ပြီးတူတာပါဖြစ်ပါတယ်ယေရှုခရစ်မှာထားတဲ့သဘောတရားမျိုးကိုအမျိုးမျိုးထားနိုင်တယ်ဒီနေ့ဆရာကြီးကိုကျွန်တော်ကျေးဇူးတင်တယ်ဒီမှာဖိတ်လာတယ်ဒီမှာဖိတ်လာတဲ့အခါမှာကျွန်တော်ဘယ်လိုလက်တွဲလို့ဆောင်မလဲဆိုတော့ကျွန်တော်တွေ့လာတယ်ကျွန်တော် message တွေကျွန်တော်အများကြီးပြင်ရတယ်အချို့စာတွေကိုကျွန်တော် short ချရတယ်ကျွန်တော်ပြောချင်တဲ့ဥစ္စာတွေကိုကျွန်တော်အချို့စာကိုကျွန်တော်သိမ်းထားရတယ်ကျွန်တော်ကိုယ်နဲ့လည်းပြောင်းလဲခြင်းကိုခံစားရတယ်နောက်ဆုံးချက်ဖြစ်ပါတယ်ပုံစံပြောင်းလဲခြင်း transformation ဖြစ်ပါတယ်ကျွန်တော်မိသားစုကိုပြောင်းလဲဖို့လိုပါတယ်အသင်းတော်ကိုပြောင်းလဲဖို့လိုပါတယ်ဒီမှုဝန်းကျင်ကိုပြောင်းလဲဖို့လိုပါတယ်ဒေသကိုပြောင်းလဲဖို့လိုပါတယ်နိုင်ငံတော်ကိုကျွန်တော်တို့ကနေနေပြီးတော့ရင်နိုင်ငံကိုပြောင်းလဲဖို့လိုပါတယ် change ဒီကျွန်တော်တို့ပြောနေတယ်ကျွန်တော်လုပ်တဲ့ကျန်းစာကြောင်းကိုပြောင်းလဲရအောင်အသင်းတော်ကိုပြောင်းလဲရအောင်မိသားစုကိုပြောင်းလဲရအောင်ပြောတဲ့အခါမှာဒီနေ့ကျွန်တော်ကိုယ်၌ကောက်တော့ဘယ်လောက်ပြောင်းလဲနိုင်တယ်ကျွန်တော်ပြန်ကောက်မယ်နံပါတ်1ကျွန်တော်ခရစ်တော်ကိုကျွန်တော်ချီးမွမ်းတယ်ချီးမွမ်းခြင်းမှာကျွန်တော်ဘယ်လောက်ကျွန်တော်ရှိနေလဲနံပါတ်2ကကျွန်တော်အသက်တာဒီတရှင်တော်ဝိညာဉ်တော်ရဲ့ဒီဘိသိက်ကိုခံရတဲ့အသက်တာဝိညာဉ်တော်လှုပ်ရှားရနေတဲ့အသက်တာမှာကျမ်းမာခြင်းနာယောဂငြိမ်းခြင်းနဲ့သူချီးမွမ်းနိုင်တော့အသက်တာလားဆိုတာဒီနေ့သူတပားနဲ့လက်တွဲပြီးလှုပ်ဆောင်နိုင်တဲ့ချိန်လုံးကိုလူမျိုးတွေမှာပဲကိုနေကိုဒေသမှာနေပြီးတော့ကျွန်တော်တို့ကပတ်ထားတဲ့အသက်တာလားဒါကျွန်တော်ဒီနေ့ကကျွန်တော်တို့ကိုစိန်ခေါ်နေတဲ့အချက်များကျွန်တော်တို့ကိုဖြစ်ပါတယ်ရှင်လုကာခရစ်ဝင်တဲ့ကတော့ the kingdom is among you the kingdom is at hand ကောင်းကင်နိုင်ငံတော်ဟာသင်တို့ထဲမှာရှိရင်ကောင်းကင်နိုင်ငံတော်ဟာသင်တို့ရဲ့လက်ထဲမှာရှိတယ်လို့ဒီနေ့ပြောတဲ့အချိန်မှာကောင်းကင်တဲ့မြေကြီးတစ်ကိုတွားတဲ့ခီးမှာ pilgrimage မှာကျွန်တော်အတူတူကလက်တွဲပြီးတော့အရှင်သခင်ကခရစ်တော်ဖြစ်တယ်ဆိုတော့လက်ခံပြီးတော့ဒီရှင်ရဲ့လက်လမ်းကိုအတူတူကလက်တွဲတဲ့ချီးမွမ်းတဲ့နေ့စဉ်ဘဝတက်တာထဲမှာဆုတောင်းတဲ့အားပေးတဲ့တိုက်တွန်းတဲ့အခက်အခဲတွေကိုဒီကဖြေရှင်းတဲ့နိုင်ငံတော်ကြီးကိုဒီဆောက်ကြပါမယ်ကြည့်ကြပါအာမင်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 လူသားများကိုကယ်တင်တော်မှာလူစားတိကိုခံယူကာမိမိအသက်ကိုစတိတော်မူသောသားတော်တခင်ယေရှု၏ဂျေဇုဂိယူနာတပါတိတော်သားကိုစွန့်တော်မူတဲ့အောင်လူသားတို့ကိုချစ်တော်မူသောအဖဖေယား၏ချစ်ခြင်းမေတ္တာ
ကျွန်တော်ဒီရှင်တဲ့ရှင်တဲ့ခါမှာကိုတော်ရှင်ရဲ့လူတော်တိုင်းရှောင်းနိုင်အတော်ကလမ်းပြည့်တဲ့မိသားဟဲထွေတော်မူသောသံရှင်တော်ဝိညာဉ်တော်ဤမိသားအဖွင့်ခြင်းဒီဤရန်လာလိုက်စုယုံနဲ့စီတော်သာသမီအားလုံးပေါ်ပေါ်လိုက်တဲ့ကြောင့်၍အရှင်အမြဲတည်ရှိတည်ပါစီလောsang thấy tết đẹp yêu mang hiang chúc kham ông tập chân na mo na bằng hiya chỉ kitela tới chân na chúc kham ông hi mani na mo hi chỉ pe na kitela xem to ban na chỉ lệ sa to ông hi mani na tua mo nok na lung sim pe khang xem cho so pa ai giống na to pa jeng sui siang so na hot khian na tua chúc kham sumpana monokna sumpana hot khian na tat khian na dik tan na sian so na inga hitak chen na tua monom na te ong be a ong non lo a jesu khazi to nu pa bangina sing vai ni tan vai aki hom ki tai china ong nage na hi alian uk anew som le ngana sim ki lenga eite pen chukham uk hiloin pasian he pi na in ong uk ahi man in mo na igam tat het kei jing hi het kei ding hi tat chi tak cheng na han jam na to ki khalina si kan tak to de taka han jama sem lo chi nam hi loina ilung sim sum pa na mo dom na op lo lel ahi manin bahang chi le to jesu khazi si san wang le na ina bong kem ahi manina to mo dom na op lo ahi manina mo na igam ta het kei lel hi china anage na hiya to chu khamin bang tan be u khiam chi tak cheng na aleitung pumpi anun tak lai ten be uka ai zongin nu pasal thak ahi jesu khazi tak cheng na ileitung pumpi to yom lai hitale isi hit ton tum mundonga ama ben ipasal ding ahi manina to chu im takina anage hiya to cheng na eite be chu kham lai tunga kigel chu kham sunga om hinon lovin lai tunga akigel chu kham ben ipasal hinon lovin ini chim nun tak na hinon lovin ibiak piak zia jing hinon lo in tuina khasiang chohangina athak nun tak na athak swapta hi manina ibiak piak zia zong chu kham lui sunga piak zia nam te hinon lovina jesu khazin khat pe le aton tunga akiching biak na ong piak sak to khasiang cho pasien pen kha ai manina ama abendeina thuman le thutak to kha to abedingi chi na to angai sen do so again ma bangina ibiak zia so akila hita hi chin aneu gum na isim ahi na bikla ya so hallelujah tin pa tu nom na ho na mari na makya kamona lo Vang điện pa pasien kong điện to pa namma biakin siang thau sung ong zoanim namma to kizop na biak piang nam zam na tanu na tapa de khe peltunga wa tung chupa de tung chupa atakin ong tung saptain ayam pasien tu pam pia dia kena ko pide ke tuak lak hin ba mai tua sang tua yang salai lai mai le
บางแต่ไม่กระทบลูกตามจิตทุกแง่เนี่ยประเทศไทยทางดองนี่นะคนเต็มดองนี่ถึงกับยังดีกันที่เชื่อสิกูดัมมาดีตนาเวมีเมเสียอีกแล้วจะรู้ชินเทมาชินลุมิวเมียเทมาเสียป้าดัมมาปาลูเวียเดเรเวนดาวทาทวนินูพิบาเอเสียจะรู้สุดแล้วจะรู้สันได้แล้วเสียจะรู้สิมาลาลุเซียนเสียมีบันป้าจะรู้เช่นเทมาอากัวท่านเด็กเอนจิเนียร์ MBC มา MCC มา MIT มาselalu ini pati deh ha, amie tahu juga deh, siapa mau sendu, seni mau nan, bila curu jauh di laut, selapa pati deh asal pilih kumyuru, minta soalu, lah bila macam ni, minta apa supi, minta ne kopi mana, dame pitchen do, dinikah, siapa yang katakan ni muye, miban apaเองทำเต็ดด้านงาเสปีเด Golden Jubilee เจนปากเนี่ยนี่พิมาเนี่ยตรูประเทศโลกาเจนปากปีเดตูกูได้เชียร์อภิกูมองเชียร์กูได้สยามห้องแม่สุดลาลุจูดีเอ็มตาจีจีเดเชนตมยากูท้าให้ปีออกมาจูชิวลาเลยเชียร์ดีกูเต็ดโลกุสาท่านปีออกใส่ในเดลจีบกันเจ้าโยกยาซีลูกตัวบ้านอ่ะอีปอปีสุงามุนดังกำดังเอาเตะดำนั้นขัดดีอินกวนยังไม่เชื่อมาอย่าอุปามุงโนบินมปันเนี่ยก็เตะเลี้ยงเตะองค์จงอ่ะอีปอปีคนหลุมเปรี้ยวมาอย่างนี้น้องเจียเดียวเจียมกระถิ่นหาบัลเลยอุบามุนโนอามาอัตนูงาองไปเฮียเอางาองดามเนี่ยตุนไม้ที่พิสมาเจียกันนี่มานักเจียงหาลงที่นั่นตะการตันนาปอปีนาทวงเงินสักบุ้งนำระเบิดทวงเงินสักยูมจีเด็กพวกเด็กส่งตามลายก็เถอะบางคนเจียงนี่ได้อ๋อทวงเงินตามพอกินนะที่นั่นตะการนั้นนำระเบิดดิวตัวสักบุ้งจีตัวบางไม่นะเว้ยมาเลเซียพนักเจียองจีตั้งยังไงมั้งแต่ปีนั้นตัวมาเลเซียพนักเจียองหนึ่งสิวะตัวมันใครอ่ะอ๋อองรู้สึกว่าขอบเลยตัวใครกันเลย US พันเดือนละกี่เกณฑ์ปามุงโนพันขันมุงเตลำเตตันูอีดิ่มมั้งเหรอองตรงดอกใบหยงดิ่งเดียวพูดกันนะก็มองนี่apa dia kena termide gam lagi tu dek na sem mai ma nama sem aja taman long na injong lei long motor long lei long ayam pilna abok tang lu yang ni ilong phalam khal khate na sem nai lu ken thei pi man na sem kong hanga liang san ka zom ulian pipi dak tha aikel masa om ching te ni ตัวกองกาลาดิมินาเมเจอร์ใส่สักกุ้มถุงน้ำมาต่อกุ้มถุงน้ำสิที่ขัดที่จำเจียแบบทางเจียตุ้งเดือดร้อนมาตั้งว่าเดี๋ยวน่าเสียนายเกี่ยวนะที่นั่นมาปะไปดีองเจียที่ได้พันองเจียได้เบลนักข่าวสวอะไรเลยองที่ตกใจไกลหลวงตาพันดีมถึงว่าเจริญวันตื่นเต้นตัวมักไม่น่ากูอินควรปิดจะพยายามนี่นะเดินหาวตัวเต็มปวนกระตุ้นเดินหาวตัวเอาปลาตัวนู้อนุจริงนู้ไปน้ำตาว่าปิดสิหน่อยดีเลยเว้ยเฮ้หลวงตาพังเงี้ยอะไรเงี้ยเรียกว่ายมขนาดขวดถึงกำวาปอดพิมพ์เจีย
cái tên đó một phần mấy người âm bị bia đi tua lo hip bia cái nào tu ni ama sampai ye cái job naci job mole first time mo ama sampai na lu đam tua bang bia về quay bên này tahu thằng bảo kia Malaysia thế là Malaysia các đột lại ông đi lộn ông nghe đi chị cứ xuống này nghe Malaysia là con các ông kia rồi Malaysia là đi lùn neo gì đấy ông đi muốn cái chuyện nhiều dan yang ni lah masa pergi mau cái form cái cái nung đam mắc mấy mo chỉ đam minat persia nung đam pai kia ya pai kia Malaysia pai non lo nó tua nó phảiว่าpersia tu paham kia là tăng vào lên rồi nua khơi persia kia hen thuộc cái là lùn này mấy mo này tu ông lại à ông nó lỗ mo ipol ini hinapin amengla xong hidup deh abang ông cái khom meng dulu lian le wat Irene tu ni gini tu san mui yo ni ma susah pido lai ke chao tu be ji de be sudah yo ya si le adang với cái khổ đóng lại á ông tham bắt đầu lúc nào mà hi bỏ ví của ông na ông chia đế qua cái bác ông chia đế Malaysia pan Singapore pan America pan UK pan i bỏ ví ông không lục hiểu đế bỏ ví na thu nhận ngang phong đến yêu ông chỉ đấy à điếc cái na đã gì cả đi thu nhận ngang chế na cầm nắm bị đế phong ya không chỉ đâu các em là được xem video bạn hoàng kỳ ta đấy đừng nằm mê được bằng đi bệnh viện là thuộc phạm bia những cái bằng cái khó ông liền cái gì cũng xiềng tài xem đầu tuần tung zani tuni tuần tung à khi em người lô cô để về tổ ba nang man thuộc phạm ông bia ô bol pivite Sing sang kho apa ni thak ni pi ni siam thu don training thu pa nang bia mane nang ma min kong phaloi to ba dunia hilai taka nang ma bia bok soang ki khom por pi mi te ngi zong in phwang na te i zong in Amain cinna to misong te pekhe zo ama migin na kipto tu hi sumpi kai oblai takina duna hum sel baina pasem fana lam hi ni khat na lam ta sawa wa jin ning ka pai lai tam wa sin pa ka Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
zim sangina maybe kain kwanya dek dong au hamin nang ma hun le na vai de atun chiamina van de siang sakin kwadam sakina to pa na bo sa pak le singkum lo pa te vasa banin he to le mi hing te ông phát thề lều bằng giá tất cả những cái mọi yam tổ bằng khi xem sắc cả đi Tunina laibu etedim laya ki a laibu khat mai manina sing aum kele bua chi thulu to Reverend Sian Ngin Lo Lian Japana laibu kadung bolina bukhat tulni ina kinga chehi anuma I polpigem siapa I lai gel khatang sim nomingi solbok pompan ban kum don ma atun teu tau zo na chute hangson toilai te pa ta ding le ete jingin hilai buin honglak diu diu ahi manin khan to atum le alunggul kempewin neilo simlo aphamo lai buman pa khahi chiin kadin pi ngam sin sanhi Reverend Dr. Simon Pa Khan en to tenghele ki chingin demo Tuni tu zakang atau kisah dan siapa mungkin sais punya ibundang siapa I sang tua tum
Korea pan achi pen Hanil University hi Korea Hanil University panina MTH tua napo sakleu chin biakin liefan te dina tungan na te sunga izak sama bangna lungda muai prote en supina nambat ngana biakin hu na chi to kisai na nung ni piniin agape zo mi tu pumpor pitamu secretary pa amana kiting taginong pula sahia mai ni pitak changina sumpi dongina to biakin hu na ipedik manin kiging hol sa tingin han jam tingina biakin na ininang ang sasaking biakin na siyang lingzong isaw tay lahi tuni ki kom man changina moto committee te meeting umding hi MD ki kom na MBC MD conference apai hili tingina opson na genson na ni hi WD ki kom na mandali pai sanu tingdim niangina genson na opson na ni hi hangnu na semun khai na hanton na peding hi koruna siamin suina hanton na peding hi atupia adang te tupi lo ina tua tupi ma hi manin Apple khale me khasok te na nipi nung ki khom kem pe nyen bilemo ki bakle manin Apple kha me khasok pe bina ki piak zo za pol pe zuma ki piak chen nangina takinong za saking ding siapa license hotel te simnai sangni digni piano kepada winga me sia ri che thare jampai miaku jadi version ne tuno baca bame akan na zo angalian kat aneu som le lina to tu mihing hong swakin kote laka hongoma inanin citang mama ahi manin ama min thanna kamu uhi himin thanna pen pasien tapa khatbek hi na to ane min thanna ahi hi ani na a evialen li anel som le ni evialen li anel som le ni pasien chu nung ta in agam tan hi a langi ahiam nam saw sangin yang zolai lung sim le pumpi gole tang kitwa na gole gu nge jongin ken kete hi ming te lung sim ngim na le angai sun na te zong chei chei hi isim ke lai sen kamal te dunia zanga mi mal tan chat atakin to kwan